လူနာပဲမှာတော့ဒီအောက်မှာအမေကအော်ဘယ်သူဘာဖြစ်တာလဲအမေ ဒါတည်းလူတွေအနားလေး အာနိုင်တယ်အကြီးတွေပါရဲ့ စီတယ်မဲလည်းမကူး အော်အဲ့လိုဖုံးထားလိုက်မေမသိုးလေးဖုံးထားလိုက် လုတ်ဖေးတာကတည်းက အော်ဗျာ ဒီအင်းနဲ့ဆိုတော့အကူကြီးလည်းဟိုလိုမျိုးရလို့ရတာပေါ့တိုင်အမေကလည်းဘာမှမတက်နိုင်တော့ အော်ခြေထောက်တွေကလည်းအဲ့လိုကြီးတွေနော်မွေးရပါလားဘလို့တော့ ပေါင်လေးကစုံတော့ပြစ်သွား ဒါအမေနဲ့ကြတော့ဘာတော့ရတော့ တူလေးပေါ့ လူလေးအဲ့ဒါသူ့အမေတို့အဖေတို့အောင် မောင်လေးကစုံသွားတာငါသား မောင်လေးကဆုံးတော့တာအမေကရော မင်းရန်ကုန်ပြန်မယ်ဆိုပြန်မလာတော့လား ။အိုးရန်ကုန်မှာနိုင်ရလာမယ်ဆိုပြန်မလာတာလား။အာအဲ့လိုကြီးတွေဖွဲ့စည်းပုံကလည်းမဟုတ်ဘူးနော်ဟိုတွေရောကိုယ်ကတိကိုယ်ကောက်ကြီး ဒါမတော်နိုင်ငါသားမွေးကြတယ် အဒီတိုင်းကြီးပဲအခုပြုတ်စုနေရတာဘယ်လောက်ရှိတော့ရတော့ စင်ပြီးမှာ ဟုတ်ပါကွာရှင်ကောင်တစ်လောင်းလောင်းနဲ့သနာစရာပါ ဟိုညရဲ့သူတို့ဟိုဘေးရရဲ့ ဟုတ် ဒီဘေးလေးရရဲ့လူနေနာကြတော့ ဟုတ် ကိုပြစ်လေးပေါ်မှာအိတ်တာတာ ဟုတ် ဒါသူများရင်လေ ဟုတ် မင်းညမိုးရတော့ဒီထဲကိုတော်ယူငင်အိတ်ချင်အိတ်ဆိုပြီးတော့ ဟုတ် ဒီထဲကိုလာနေခုရွှေ့ပေးမလို့နည်းနည်းလေးနေလင်းတော့ကြ ဟိုရင်ကလည်းကြည်ပြီးတနာတော့ကြတော့အကုန်မိုင်းပြီးတော့တာကိုမြင်လိုင်းပေါ်မှာတွေ့တယ်တဲ့အတူအားမငယ်နဲ့ပြောပေးမယ်လို့ပြောပါ โอ้ သူအစ်စ်ကြတဲ့နေရာလေးကအနာတွေပေါက်တာ ဟုတ်တယ်လို့အဲ့လိုဖြစ်ရနေနော်သူ့ရဲ့နောက်ပြီးတော့အယိုးတွေပါတွေဖွဲ့စည်းပုံကလည်းမဟုတ်ဘူးဖြစ်နေလိန်ဒီလိန်ကောက်တယ်ကဲဘာမှငိုးမနေတော့နဲ့ကျွန်တော်ရောက်လာပြီကျွန်တော်လက်ထက်ရှိတဲ့လူငွေလေးမျှပြီးတော့လှူပေးခဲ့လိုက်မယ်နော်လောလောဆယ်အန်ဒီတို့စောင်းဝတ်နေရေးလေးလေပတ်လို့ရအောင်နော်သူ့အတွက်ဆေးလေးပါလေးထည့်ရမယ်ဆိုရင်ဆေးလေးပါလေးဝယ်လိုက်နော် ဟုတ်ပါတာ ဟိုလိုဆေးရုံတက်ဖို့ရတော့သူ့ရဲ့မွေးရပါဆိုကြလည်းမလွယ်ကူလာဘူးထင်တယ်နော် ဟုတ် ဆေးလေးပါလေးဝယ်လိုက်ပေါ့ဆရာဝန်နဲ့ညွှန်ကြပြီးတော့နော် ဟုတ်ပါတာ ကျွန်တော်ဒီကိုလှူထားတာကလိုအပ်တဲ့နေရာလှူဖို့ရဆိုပြီးတော့ကျတော့တရုတ်နိုင်ငံမှာရောက်နေတဲ့မလူမီကတသိန်းလှူထားရှိတယ်ပြီးရင်ကျွန်တော်ဒီမှာဘယ်သူဥစ္စာရှိမလဲကွယ်လွန်သူမိခင်နဲ့ဒေါခင်ထွေးမြင့်နဲ့23နှစ်ပြည့်ရရည်စုရကျဲတူမီတာဆိုတဲ့အတိုင်းမှာတသိန်းလှူထားရှိတယ်အဲ့နှစ်ခုဟာကိုကျွန်တော်လှူပေးကြလိုက်မယ် ဟုတ်ပါ နော်တသိန်းနှစ်ယောက်ဆိုတော့ကျတော့2သိန်းလှူပေးကြလိုက်မယ် ဟုတ်ပါတာ နော်လိုအပ်တဲ့ဆေးဝါးတွေဘာတွေဟွာဖြစ်မယ်နော် ပတ်တာရတယ်ဟုတ် ဟုတ်ဒီမှာလူငွေလေးဒီမှာလူငွေလေး2သိန်း ပါတာ မလူမီယာတသိန်းတရုတ်နိုင်ငံထဲမှာမလူမီယာတသိန်းကွယ်လွန်သူမိခင်ဒေါခင်ထွေးမြင့်23နှစ်ရည်စုရဲ့ကျန်ရတူမီတာဆိုတဲ့အတိုင်းမှာတသိန်း2သိန်းလူပေးကြလိုက်တယ်နော် ဒါတော့တရှိပါနေငါတားလေး ဟုတ် စတဲ့စတဲ့နေတိုင်းနေပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်များဖြစ်ပါသေးတယ် ဒါပြည့်ရဆွနေပြပါသေးနော်အလူရှင်တွေကိုသားပဲနော်ဟုတ်ကဲ့အဲ့လိုကြီးအော်နေတာစကားလည်းမပြောနိုင်ဘူး ပြောတတ်ဘူးငါကသူကငိုတော့ကျတော့အမေကလက်ထက်2000ရှိတော့လေ ဟုတ် ကြာကိုကြီးစားမှလာတာဟာဆိုပြောကြမင်းဆိုးပြီးတော့ပြီးတော့ထဝဲပြီးတာဒီမနေ့တော့တစ်ချောင်းခွဲကုန်နေတာ လက်ထက်ကိုငွေလေး2000ပဲရှိရ 2000ပဲရှိအောင် ဟုတ်ပြီတတညီလေးအဲ့မှာပိုက်ဆံလှူခဲ့ပြီနော် 73နှစ်ရှိတာ 23နှစ်တောင်ရှိပြီနော်ငါညီလေးဟုတ်ပြီကခွင့်ပြုအောင်အားဆိုရင်နော် ဒါကြည့်လို့